Hallelujah ဒီနေ့မှာဘုရားရှင်ကအချိန်ကခွင့်ကောင်းကိုပြင်ဆင်ပေးတဲ့အတွက်ကြောင့်ဘုရားရှင်ရဲ့ကျေးဇူးတော်ကိုဦးဆုံးချီးမွမ်းပါတယ်ဒီလိုရှိရင်ဒီမနေ့မှာနှုတ်ကပတ်တော်ဝင်မြရသောခွင့်ကိုပြင်ဆင်ပေးတဲ့ဆရာကြီးမဆာလောက်ပေါ်ဆောင်ပဲဆရာမရောက်တိုင်းကိုလည်းကျေးဇူးတင်တဲ့အကြောင်းရှေးဦးစွာကျေးဇူးတင်စကားကိုပြောလိုပါတယ်ဒီမနေ့ကျွန်တော်ယူဆောင်လာတဲ့နှုတ်ကပတ်တော်အကြောင်းအရာကအထူးသဖြင့်မနေ့ညကဆရာမနွန်ပြီးကအနည်းငယ်တော်တော်များများဟောပြီးသွားပြီပြီးလို့ရှိရင်သမီးရွှေစင်ဦးကလည်းကျမ်းစာပြန်လည်ဖတ်ရခြင်းမှာဒီအကြောင်းအရာကိုပဲသူဥဆောင်ပေးသွားတာဖြစ်တယ်ဆိုတော့ပြောပြီးသားသိပြီးသားအကြောင်းအရာဆိုတာထက်ဒီရက်ပိုင်းအတွင်းမှာ2ကြိမ်3ကြိမ်ကြားရတယ်ဆိုတော့ဘုရားကတခုခုရစေခြင်းလို့ဒီအရာကိုဖော်ပြတယ်ဆိုပြီးမှခံယူဖို့လည်းကျွန်တော်ဖိတ်ခေါ်ခြင်းတာဖြစ်တယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဂျမ်ပိုက်ဖတ်ဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းတယ်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး1အပိုင်းငယ်1ကနေ7ထိဖြစ်မယ်ဆိုတော့ကျွန်တော်တို့အပိုင်းငယ်1ကိုဒီဘက်ချမ်းကအတန်ထွက်ပြီးတော့ဖတ်မယ်အပိုင်းငယ်2 3 4 5 6ပြီးလို့ရှိရင်7ကိုအားလုံးအတူတကွဖတ်ဖို့ဖြစ်မယ်နော်ဆိုတော့အစဉ်သင်းဖြစ်ပြီးဆိုလို့ရှိရင်ဒီဘက်ချမ်းကနေအပိုင်းငယ်1ကနေစပြီးမှဖတ်ရအောင်နော်1 2 3ယူရာဘီဘယ်လင်မြို့၌ဟေရုမင်းကြီးလက်ထက်ယေရှုသည်ဖွားမြင်ခြင်းကိုခံတော်မူပြီးမှမာကုပညာရှိတို့သည်အရှိပြေကဂျေရုဆလင်မြို့သို့ရောက်လာကြလျင်ယူရာရှင်ဘုရင်သည်အဘယ်မှရှိတော်မူသနည်းအရှိပြေ၌သူ၏ကျယ်ကိုငါတို့မြင်ရသည်ဖြစ်၍ဖိုးတွေ့ပို့တော်ခြင်းကရောက်လာပြီဟုမင်းများပြောဆိုကြ၏စိတ်ပူပန်ခြင်းတို့ရောက်သဖြင့်ယေဘရဟေအကြီးတို့နှင့်ခရစ်တော်ကိုအဘယ်အရက်မှာဖွားမြင်လိမ့်မည်နည်းဟုမင်းမြန်းတော်မူ၏ထိုဆရာတို့ကလည်း prophet တူရေးထားသောအချက်ဟူမူကားအိုယူရာပြည်ဗလင်မြို့အစိုးရသောယူရာမြို့တို့တွင်တင်ဒီမြို့ငယ်မြို့ယုံမဟုတ်အကြောင်းမူကားငါဤလူစုဣတရေလအမျိုးကိုအုပ်စိုးရသောသခင်သည်တင်ဤအထဲမှာပေါ်ထွန်းလက်တန်းဟုကျမ်းလာရှိပါ၏ထိုကြောင့်ယူရာပြည်ဗလင်မြို့၌ခရစ်တော်ကိုဖွားမြင်ရပါမည်ဟုမင်းကြီးအားပြန်ကြားလျှောက်ထားကြ၏မာကုပညာရှိတို့ကိုမထင်မရှားခေါ်၍ကျဲပေါ်ထွန်းသောအချိန်ကာလကိုစစ်စစ်မင်းမြန်းပြီးမှသင်တို့သွား၍ထိုသူငယ်ကိုစ조사ရှာကြပါတွေ့လျင်ငါထံသို့ပြန်လာ၍ဖိုးတွေ့ပို့စော်ရအောင်ကြားပြောကြပါဟုမှာထားတော်မူလျက်ဗက်လင်မြို့တို့စေလွတ်လေ၏ထိုသူတို့သည်မင်းကြီးစကားကိုနာခံပြီးလျင်ထွက်သွားကြ၍အရှိပြေ၌မြင်ရသောကျဲသည်သူတို့ရှိကသွားသဖြင့်သူငယ်တော်ရှိရာအရက်တော်တို့ရောက်၍တည်လျက်နေ၏ထိုကျဲကိုမြင်ပြန်သောအခါအလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍အိမ်သို့ဝင်လေတော်မေတော်မာရီနှင့်တကွသူငယ်တော်ကိုတွေ့မြင်လေပြဝတ်ကိုကွယ်၍မိမိဘာနာဥစ္စာတို့ကိုဖွင့်ပြီးမှလောဘနှင့်မူရန်တီဟူသောနန္တာမျိုးကို၎င်းရွှေကို၎င်းအားလုံးနောက်မှဟေရုမင်းကြီးထံသို့မပြန်ရမည်အကြောင်းကိုအိမ်မက်တွင်ဗျာဒိတ်တော်ကိုရ၍မိမိတို့ပြည်သို့အခြားသောလမ်းဖြင့်ပြန်သွားကြ၏အားလုံးကိုကျေးဇူးတင်တယ်ဖတ်တော်တဲ့နှုတ်ကပတ်တော်အားဖြင့်အရောက်တိုင်းအသစ်တပံဘုရားရှင်ကောင်းချီးပေးပါစေအာမင်ဆိုတော့ဒီနေ့ယူဆောင်လာတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ကတော့အခြားသောလမ်းဖြင့်အိမ်ပြန်ခြင်းဖြစ်တယ်ကျွန်တော်ခုနဖတ်သွားတဲ့နေရာမှာအပိုင်းငယ်7မှာဒီမာကုပညာရှိတွေကဘယ်လမ်းကနေအိမ်ပြန်သွားလဲဆိုတော့အခြားသောလမ်းဖြင့်သူတို့အိမ်ပြန်သွားကြတာဖြစ်တယ်ဆိုတော့ကျွန်တော်တို့အရောက်တိုင်းမှာခရစ်စမတ်ပွဲကိုအချိန်ပေါင်းများစွာကြုံခဲ့ဘူးတယ်
အသက်ကြီးလေခရစ်စမတ်ကိုအချိန်များကြုံတွေ့လေပဲဆိုတော့ခရစ်စမတ်ပြီးတိုင်းမှာကျွန်တော်တို့ဘယ်လန်းကနေအိမ်ပြန်တယ်လဲပြီးလို့ရှိရင်ခရစ်စမတ်ဆိုတာကလူနဲ့ယေရှုနဲ့ကိုတွေ့ဆုံခြင်းဖြစ်တယ်တွေ့ပြီးတဲ့နောက်ပိုင်းမှာအရင်လမ်းကြောင်းအတိုင်းပဲအိမ်ပြန်သလားဒါမှမဟုတ်တခြားသောလမ်းဖြစ်အိမ်ပြန်သလားဒီအကြောင်းအရာကိုကျွန်တော်တို့ဆင်ခြင်ဖို့ကျွန်တော်ဖိတ်ခေါ်ခြင်းတာဖြစ်တယ်ဆိုတော့ကလေးတချို့ကတော့ဒီအကြောင်းအရာသိမယ်အခုနိုင်ငံခြားမှာရုပ်ရှင်ဒါရိုက်တာတွေကဇက်ကောင်တစ်ခုကိုဖန်တီးထားတယ်အဲ့ဒါကဘာလဲ The Grinch ဖြစ်တယ် next slide သွားပေးပါတွေ့ဘူးလားကျန်းစာတော့မဟုတ်ဘူးနော်ဒေါက်တာဆူဝဲဆိုတဲ့စာရေးဆရာဗီဒီယိုဒါရိုက်တာတယောက်ဖန်တီးတဲ့ဇက်ကောင်ဖြစ်တယ်သူရဲ့အကြောင်းအရာကဘာလဲဆိုတော့ဒီ Grinch ဆိုတဲ့ဒီအစိမ်းရောင်ပုဂ္ဂိုလ်ကဘာကိုအမြဲတမ်းလှုပ်ချင်တယ်လဲဆိုတော့ခရစ်စမတ်ပွဲကိုဖျက်ဆီးခြင်းတာသူများဝမ်းမြောက်ဝမ်းသာနဲ့တခြင်းဆိုတဲ့အရာကိုလည်းဖျက်ဆီးခြင်းတယ်ပြီးလို့ရှိရင်သူတို့ရတဲ့လက်ဆောင်တွေကိုလည်းခိုးယူပြီးမှဖျက်ဆီးတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့နှလုံးသားကတာမန်နှလုံးသားရဲ့နှစပိုသေးတယ်နှလုံးသားတိတိလေးပဲရှိရဲ့အမြဲတမ်းပဲစိတ်တူတယ်အမြဲတမ်းပဲမနာလိုဖြစ်တယ်အမြဲတမ်းပဲဒေါသထွက်တယ်ပြီးတဲ့အပြင်သူများဝမ်းမြောက်နေတာကိုသူလုံးဝမကြိုက်ဘူးဆိုတော့ခရစ်စမတ်ပွဲမှာလူတွေကဝမ်းမြောက်လေသူဒေါသထွက်လေပဲအဲ့ဒါကြောင့်သူတို့ရဲ့ဝမ်းမြောက်ခြင်းကိုသူကလိုက်ဖြတ်စည်းတယ်အဲ့ဇက်ကောင်ဖြစ်တယ်ပြီးလို့ရှိရင်အဲ့ဇက်လန်ထဲမှာဇက်ကောင်တွေက The Who's လို့ခေါ်တယ် The Who's ဆိုတဲ့လူတွေကဘယ်လိုလုပ်လဲဆိုတော့သူတို့လက်ဆောင်အခိုးခံရလဲသူတို့ဝမ်းမြောက်နေတော့မယ်သူတို့အိမ်တွေဖြတ်စည်းခံရလဲသူတို့ဝမ်းသာနေတော့မယ်ဆိုတော့သူတို့တခြင်းဆိုတာကိုနှောင့်ယှက်နေရင်လဲသူတို့ကပျော်ရွှင်နေတော့မယ်ဆိုတော့ဒါကိုတွေ့သွားတဲ့အခါမှာဒီ The Grinch ကသူ့ရဲ့နှလုံးသားကကြီးလာပြီးမှတာမန်ထက်3ဆကြီးလာတယ်ပြီးလို့ရှိရင်သူကိုယ်တိုင်လဲဝမ်းမြောက်လာတယ်သူများရဲ့အပျော်ကိုလဲခရစ်စမတ်ပွဲကိုလဲမဖျက်ဆီးတော့ဘူးအဲ့ဒါကြောင့်ခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီခရစ်စမတ်ပွဲတွေမှာcharity သူများကိုကိုငီမစားဖို့အလူခံတဲ့အခါမှာသူတို့ဘာသာသားရေးကြလဲဆို you make my heart grow 3 sides မင်းကငါနှလုံးသားကို3ဆကြီးသွားအောင်လုပ်ပေးတယ်ဆိုတဲ့ဟာမျိုးနော်ဆိုတော့ဒီနေ့မှာဒီ Grinch ကတော့နှလုံးသားနှဆပဲတာမန်ထက်သေးတယ်ဒါပေမဲ့ဒီနေ့တာမန်နှလုံးသားတဲ့10ဆလောက်သေးငယ်တဲ့လူတယောက်အကြောင်းပြောချင်တယ်အဲ့ဒါကဘယ်သူဖြစ်မလဲ Herod မင်းကြီးဖြစ်တယ်သူကိုယ်တိုင်ခရစ်စမတ်ပွဲကိုပျော်ရွှင်စွာမကျင်းပသလိုကျင်းပမဲ့လူတိုင်းကိုလည်းမျိုးရိုးစင်ဆက်အလိုက်သူတို့လိုက်ဖြက်စီးနေတာဖြစ်တယ်ဒီ The Grinch ကတော့သူဇတ်သိမ်းကောင်းသွားတယ် Herod ကတော့ဇတ်သိမ်းအထိပါသူက villain ဆက်ဖြစ်သွားတာဖြစ်တယ်ဆိုတော့ခုနကျွန်တော်တို့ကျမ်းစာဖတ်တဲ့အခါမှာဒီအကြောင်းအရာကကျွန်တော်အားလုံးသိပြီးသားပါနော်အရှိဘက်ကမာကုပညာရှင်တွေကကျဲကိုမြင်တဲ့အခါမှာသူတို့အသစ်မွေးဖွားခြင်းကိုခံယူတဲ့ယူဒရှင်ဘုရင်ကိုဘာလို့ဖို့လာတာလဲဘာလို့ဖို့လဲကိုးကွယ်ဖို့လာတယ်လာတဲ့အခါမှာဂျေရုဆလင်မှာရှိတဲ့ဟေရုမင်းကြီးရဲ့နန်းတော်ထဲကိုသူတို့အရင်ဝင်လိုက်တယ်ဆိုတော့ကျွန်တော်ပြီးခဲ့တဲ့အပတ်ကလည်းပြောထားပြီးသားဖြစ်တယ်အရှိဘက်ကပညာရှိတွေကသူတို့လာရတဲ့ခရီးအကွာဝေးကကီလိုမီတာ800ကနေ1000ကြားဖြစ်တယ်မိုင်အားဖြင့်ဆိုလို့ရှိရင်မိုင်900ကနေ600ကြားမှစိတ်ထဲကနေတွက်ကြည့်လိုက်ကလေးမျိုးသုံးဖို့တီးတိမ်ကနေရန်ကုန်ကိုချီချင်းလာမယ်ဆိုလို့ရှိရင်တဲကန်နာရဖြတ်ပြီးမှလာရမဒီခရီးအကွာဝေးလောက်ရှိရယ်ဝေးကွာတဲ့ခရီးကိုသူတို့လာတယ်ပြီးလို့ရှိရင်ဂျေရုဆလင်မှာရှိတဲ့နန်းတော်ထဲကိုဝင်တဲ့အခါမှာဟေရုမင်းကြီးကပြောလဲအသစ်မွေးဖွားလာတဲ့ယူဒရှင်ဘုရင်ကိုဖိုးတွေ့ဖို့ငါတို့လာခြင်းဖြစ်တယ်သူဘယ်မှာလဲလို့မေးတဲ့အခါမှာဟေရုကပြောလဲအေးမင်းတို့သွားရှာကြတွေးလို့ရှိရင်ငါ့ကိုပြန်ပြီးတော့အချောင်းပြန်တဲ့ဒီလူတွေကမိုင်ပေါင်း600လောက်ခရီးကိုလာတဲ့အချိန်မှာဟေရုကဂျေရုဆလင်နဲ့ဗက်လဟမ်ကဘယ်နှမိုင်ဝေးလဲ6မိုင်သာသာပဲရှိရယ်
သူမတော်ဘူးမင်းတို့သွားကြပြီးလို့ရှိရင်တကယ်ဖြစ်ခဲ့တဲ့ဆိုလို့ရှိရင်ငါ့ကိုပြန်ပြောအရှိဘကပညာရှိတွေကအရှင်ဘုရင်လည်းဖြစ်တယ်လို့တကယ်ချမ်းသာတဲ့ဂုဏ်အသီးရှိတဲ့လူကြီးတွေဖြစ်တယ်သူတို့ကဒီလောက်ဝေးကွာတဲ့ခရီးကိုပြုတ်ပြီးမှရှင်ဘုရင်ကိုဖိုးတွေးဖို့လာတဲ့အချိန်မှာဟေရော့က6မိုင်ခရီးလောက်ပဲဝေးတဲ့ခရီးကိုသူကိုယ်တိုင်မသွားဘဲနဲ့အေးသွားရှာကြတွေးလို့ရှိရင်ငါ့ကိုပြန်အကြောင်းပြန်ဆိုတော့ယေရှုနဲ့ကျွန်တော်တို့ဘယ်လောက်ဝေးသလဲဆိုတာမိုင်နဲ့ကီလိုမီတာနဲ့မတွက်ဘဲနဲ့နှလုံးသားနဲ့ပဲတွက်ချက်တာဖြစ်တယ်အာမင်ဒီနေ့ခရစ်စမတ်ကယေရှုနဲ့တကယ်နီးကပ်တော့ခရီးအကွာဝေးနှလုံးသားရှိဖို့အရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေသူတို့သိရတဲ့ဂျာယသတင်းစကားကအတူတူပဲဖြစ်တယ် The king is born ရှင်ဘုရင်မွေးဖွားပြီလို့ပြောတယ်ပညာရှိတွေကထွက်လာတယ်ဝမ်းမြောက်တယ်ကိုးကွယ်တယ်ဟေရော့ကအံ့အားသင့်တယ်စိုးရိမ်ထိတ်လန့်တယ်ဒေါသထွက်တယ်ကလေးတွေလိုက်တတ်တယ်ကြားရတဲ့သတင်းကအတူတူပဲဖြစ်တယ်ဒါပေမဲ့တုံးပြန်တဲ့နှလုံးသားကမတူဘူးပြီးလို့ရှိရင်သူတို့နှစ်ယောက်ကိုရှင်ကြည့်တဲ့အခါမှာအရှိဘပညာရှိတွေကသူတို့တည်ထားတဲ့အကြောင်းအရာကဘာပဲရှိလဲဆိုတော့ထူးဆန်းသောကြယ်ကိုတွေ့တယ်ကြယ်ပေါ်လာလို့ရှိရင်ယူရရှင်ပြီးမွေးဖွားလာမယ်ဆိုတာပဲသိတယ်ဒါပေမဲ့ဟေရော့ကသူဘာပြောလဲဒီအကြောင်းအရာကိုသိတဲ့အခါမှာသူ့နန်းတော်ထဲမှာကျမ်းပြုတ်စရာတွေခေါ်တယ်မေးတယ်သိချတယ်ပြောချင်တဲ့သဘောဒီသူ့မှာဗိမာန်တော်ရှိရယ်သူ့မှာကျမ်းစာအုပ်ရှိရယ်သူ့မှာကျမ်းတပ်ပုဂ္ဂိုလ်တွေရှိရယ်သူ့မှာခရီးနီးနီးလေးပဲဒါပေမဲ့သူခြေတလမ်းမှမလန်းခဲ့ဘူးအဲ့ဒါကြောင့်သူ့နှလုံးသားကဆယ်ဆပိုသေးတယ်လို့ကျွန်တော်ပြောနေခြင်းဖြစ်တယ်ဆိုတော့သူတို့နှစ်ယောက်ကိုရှင်ကြည့်တဲ့အခါမှာ show me where he is ပညာရှိတွေကဘယ်မှာရှိလဲငါတို့ကိုပြဘာလို့ခြေလမ်းကလှမ်းလာပြီဒါပေမဲ့ Herod က tell me about him သူ့အကြောင်းငါ့ကိုပြန်ပြောဒီနေ့ကျွန်တော်ခရစ်စမတ်မှာယေရှုကိုတကယ်တွေ့ဖို့ကျွန်တော်ရှာနေသလားခြေလမ်းလမ်းနေသလားဒါမှမဟုတ်ငါ့ကိုပြန်ပြောပြဒီမှာဟောတဲ့ဆရာကြီးဆရာမတွေပြောတလောက်ပဲနားထောင်ဖို့လားကိုယ့်ဟာကိုယ်မရှာကြဘူးလား Tell me about it မင်းတို့ဟိုကျမ်းစာဖတ်ပြီးမှအဲ့နေရာသွားတကယ်မှန်ခဲ့တယ်ဆိုလို့ရှိရင်ငါ့ကိုပြန်ပြောအဲ့လောက်ပဲလားကိုယ်တိုင်ကောမရှာဘူးလားကိုယ်တိုင်မရှာဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဝင်းနေအောင်မှာဖြစ်တယ်သင်တို့သွားရဲ့သူသူငယ်ကိုစ조사ရှာကြပါအဲ့သူများကိုစ조사ဖို့ပြောတယ်သူ့အတွက်ကခရီးကနေနေလေးရယ်ပြီးလို့ရှိရင်ဘက်လက်ညို့မှာမွေးမယ်ဆိုတာလဲကျမ်းပြုတ်စရာတွေကသူ့အတိအလင်းပြောထားတယ်ဘာဖြစ်လို့ခြေလမ်းထွက်မလှမ်းတယ်လဲဒီနေ့မှာကျွန်တော်ဖိတ်ခေါ်ချင်တာဖြစ်တယ်ဒီနေ့ခရစ်စမတ်ကကိုယ်တိုင်ခြေလမ်းလမ်းပြီးမှအေးယေရှုနဲ့မက်ရှိယာနဲ့ကိုယ်တိုင်နှစ်ဖို့တွေ့ဒူးတွေ့ encounter လုပ်တဲ့ခရစ်စမတ်ဖြစ်ဖို့ကျွန်တော်အားပေးချင်တာဖြစ်တယ်အာမင်သူများပြောတဲ့ဟာကိုပြန်ကြားဖို့တတ်ပဲသူများတတ်သိခန္ဓာကိုတစ်ချိန်လုံးနားထောင်ဖို့ပဲမဟုတ်ဘဲနဲ့ကိုယ်တိုင်ထိတွေ့ရတဲ့ခံစားရတဲ့ခရစ်စမတ်ဖြစ်ဖို့ကျွန်တော်တို့ဆူတောင်းရင်းနဲ့စက္ကပ်ဖို့ဖြစ်တယ်မင်းတို့သွားကြအဲ့မှာသွားရှာကြတယ်ပြီးလို့ရှိရင်အဲ့မှာကျွန်တော်အများအားပြောတဲ့စကားတစ်ခုရှိရယ်ကိုစားခိုင်းလို့ရတဲ့အလုပ်တွေရှိတယ်ကိုစားဆူတောင်းပေးလို့ရတယ်အဲ့ဒါကြောင့်ကိုစားပြုဆူတောင်းတဲ့အဖွဲ့ intercession နော်ဒီမနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ဣတရီလလူတွေအတွက်ဆူတောင်းတယ်ဂျေရုဆလင်မြို့တော်ကြီးအတွက်ဆူတောင်းတယ်ပြီးလို့ရှိရင်ဆရာကြီးနဲ့ဆရာမကြီးကခရီးလွန်တဲ့အခါမှာသူတို့အတွက်ကျွန်တော်တို့ဆူတောင်းပေးတယ်ဆူတောင်းတာကကိုစားလုပ်ရတယ်ပြီးလို့ရှိရင်သာသနာခရီးထွက်တာကလည်းကိုစားလုပ်ရတယ်ကိုယ်တိုင်ထွက်တဲ့လူရှိတယ်လို့ဆူတောင်းပေးတဲ့လူရှိတယ်ပေးကမ်းစေလွတ်တဲ့လူလည်းရှိတယ်ဒါပေမဲ့ဖခင်နဲ့ပတ်သက်လို့ရှိရင်
ကိုယ်စားလှယ်လွတ်မရတာကကိုးကွယ်ခြင်းဖြစ်တယ်ငါကိုယ်စားကိုးကွယ်ပေးပါအဲ့ဒါမရဘူးကိုယ်တိုင်ကိုးကွယ်ရတဲ့အရာဖြစ်တယ်ဟာလေလုယာအဲ့ဒါကြောင့်ဘုရားကြောင့်တက်ယုံတက်မဟုတ်ဘဲနဲ့ဒီနေ့ခရစ်စမတ်ကကိုယ်တိုင်တကယ်ပဲကိုးကွယ်ဖို့ကျွန်တော်အားပေးချင်တာဖြစ်တယ်ပြီးလို့ရှိရင်ဒုတိယအချက်မှာကnext slide မှာထိုစကားကိုကြားလျင်ဟေရိုမင်းကြီးသည်ဂျေရုဆလင်မြို့သူမြို့သားတို့အပေါင်းတို့နဲ့တကွာစိတ်ပူပန်ခြင်းတို့ရောက်သဖြင့်တဲ့ဒီသတင်းစကားစပြောတဲ့ချိန်မှာဘယ်လိုမိတ်ဆက်လဲအလွန်ဝမ်းမြောက်စရာသတင်းကောင်းလို့မိတ်ဆက်တယ်ဒါပေမဲ့သူ့အတွက်စိုးရိမ်စရာဖြစ်သွားတယ်ဘာဖြစ်လို့လဲသူ့ပလင်ပေါ်ကသူမစင်းခြင်းလို့သူစိုးရိမ်တဲ့အပြင်ကြီးစွာသောဒေါသထွက်တယ်တဲ့ပြီးလို့ရှိရင်သူဘာဆက်လုပ်လဲဆိုတော့အဲ့ဒါရဲ့နောက်ပိုင်းမှာသူဘာလုပ်လဲဆိုတော့ဘယ်လင်မြို့ပတ်လည်မှာရှိရဲ့နှစ်အောက်ယောက်ျားလေးအားလုံးကိုတပ်ပစ်လိုက်တယ်ကြုံရတဲ့အရာကအတူတူပဲခရစ်စမတ်ပဲဒါပေမဲ့ဟေရိုအတွက်ကစိုးရိမ်စရာဖြစ်လာတယ်ဒေါသထွက်စရာဖြစ်တယ်လူတတ်မှုတောင်ကျူးလွန်ရတဲ့အရာဖြစ်လာတယ်ဒါပေမဲ့ပညာရှိတွေကထိုကျဲကိုမြင်ပြန်သောအခါအလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍ဆိုဒီနေ့တို့ယေရှုအကြောင်းပြောတဲ့အခါမှာကျွန်တော်တို့ဝမ်းမြောက်ဝမ်းသာအလွန်ဝမ်းမြောက်စရာသတင်းကောင်းဖြစ်တယ်ကြုံရတဲ့အရာကအတူတူပဲဖြစ်ပေမဲ့ခံယူတဲ့နှလုံးသားမတူလို့ရှိရင်တုံ့ပြန်တဲ့အရာခံစားရတဲ့အရာကမတူနိုင်ဘူးပြီးလို့ရှိရင်ရှင်ဘုရင်ဒီအကြောင်းအနည်းငယ်ပြောခြင်းတယ်ယေရှုမွေးဖွားတဲ့အကြောင်းကိုပြောတိုင်းမှာ born is the king is born ရှင်ဘုရင်မွေးဖွားလာပြီးရှင်ဘုရင်မွေးဖွားခြင်းကိုခံယူပြီးလို့အမြဲတမ်းပြောတယ်အဲ့ဒါကဘာကိုပုံဆောင်တယ်လဲဆိုတော့ Jesus ယေရှုက born king ဖြစ်တယ်မမွေးခင်ကတည်းကရှင်ဘုရင်ဖြစ်လို့မွေးလာတာနဲ့ရှင်ဘုရင်မွေးပြီလို့ပြောခွင့်ရှိနေတာဖြစ်တယ်အခုကဘာမှာအရန်နာမည်ကြီးတဲ့ president တွေရှင်ဘုရင်တွေနာမည်ကြီးအဆိုတော်တွေမင်းသားမင်းသမီးတွေအချိန်ကိုနောက်ပြန်သွားပြီးမှသူတို့မွေးတဲ့အချိန်မှာမင်းသားလေးတယောက်မွေးပြီဘယ်သူမှမပြောဘူးမင်းသားဖြစ်မဖြစ်ကသူကြိုးစားမှုနဲ့ဖြစ်လာတဲ့အရာဖြစ်တယ်တမရဖြစ်မဖြစ်ကမွေးကြတဲ့ကတမထားတာမဟုတ်ဘူးသူမွေးပြီးမှသူကြိုးစားပြီးမှလူထုရဲ့ထောက်ခံချက်ကိုချစ်ချင်းမြတ်တာကိုရမှတမရသုံးဖို့ရှင်ဘုရင်ကိုနောက်မှဖြစ်လာတာဖြစ်တယ်အဲ့ဒါက make king လို့ခေါ်တယ်ဘုရင်ဖြစ်အောင်ကြိုးစားလှုပ်ဆောင်ရတဲ့လုပ်ငန်းဆောင်တာဖြစ်တယ်ဒါပေမဲ့ယေရှုကမွေးကြတဲ့ကဘာပြောလဲရှင်ဘုရင်မွေးဖွားလာပြီ born is the king is born ဆိုတော့သူဘုရင်ဖြစ်ဖို့ကြိုးစားလုပ်ကြမလို့ဘူးဘာဖြစ်လို့လဲ alpha နဲ့ omega ဖြစ်တဲ့အတွက်ကြောင့်သူမမွေးခင်မမွေးခင်ကလေးကသူဘာလဲရှင်ဘုရင်ဖြစ်ပြီးသားဖြစ်တယ်အဲ့ဒါကြောင့်လောကမှာရှိတဲ့ရှင်ဘုရင်တွေအကြောင်းအနည်းငယ်ကျွန်တော်ဝင်ပြခြင်းတယ်ပထမအဆုံးနေဗုခဒ်နေဇာ next slide သွားပေးပါကျွန်တော်အားလုံးသိပြီးသားပါတကယ်ဘုံတစ်ခုကြီးတဲ့ရှင်ဘုရင်ဖြစ်တယ်အခုဒီသိပ္ပံပညာရှင်တွေအဖြေရှာလို့မရသေးတဲ့ seven wonders of the world ကမ္ဘာအော်ပွဲခုနှစ်ခုထဲမှာတစ်ခုအပါကပါလဲ hanging garden ဖြစ်တယ်လေထဲမှာတွဲလောင်းချိတ်နေတဲ့ဥယျာဉ်တိုင်လည်းမရှိကျိုးလည်းမရှိလေထဲမှာချိတ်ထားတဲ့ဥယျာဉ်သူစောက်ခဲ့တာဘယ်လောက်တောင်မှပညာရှိတယ်လဲပြီးလို့ရှိရင်ပညာရှိတွေဘယ်လောက်ပေါ်တယ်လဲပြီးလို့ရှိရင်ပညာရှိရင်တောင်မှဒါကိုအကုန်ကြခံနိုင်ဖို့သူဘယ်လောက်တောင်မှချမ်းသာတယ်လဲသူကအမွေးကြတဲ့ကရှင်ဘီမဟုတ်ဘူးစူးစားပြီးမှထိုးစမ်းအော်ပွဲအရာတွေပြီးလို့ရှိရင်တိုင်းနိုင်ငံတွေကိုစစ်တိုက်တဲ့အခါမှာသူဘုံတကူကြီးတဲ့ရှင်ဘီဖြစ်လာတာဖြစ်တယ်ဒါပေမဲ့သူ့ရဲ့အဆုံးသတ်ကပါလဲသူယူသွားတယ်တရိษံဖြစ်သွားတယ်9နှစ်လုံး
တော်ထဲမှာအဝတ်စားမဝတ်ဘဲနဲ့မြက်ပင်မဲ့စားရတဲ့အခြေအနေကိုရောက်သွားတယ်သူမာနထောင်သွားတဲ့အခါမှာစားကြတဲ့ကရှင်ဘုရင်မဖြစ်ခဲ့ဘူးပြီးလို့ရှိရင်သူရဲ့ဖိသူဘုံတကူအကြီးဆုံးအချိန်ရောက်တယ်ပြီးလို့ရှိရင်သူတရိษံကဲတော့ညံမရှိတော့ဘဲနဲ့သူယူသွားတယ်ပြီးလို့ရှိရင်တရုတ်ပြည်မှာအရန်နာမည်ကြီးတဲ့emperor တပါးရှိရယ်ကျင်ရှဲဝမ်ကျင်ရှဲဝမ်သူနာမည်ကဟွမ်ဒီလို့ခေါ်တယ်ဒီပုဂ္ဂိုလ်ကပထမဆုံးတရုတ်တိုင်းပြည်ကိုတည်ဆောက်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်သူကကျင်ဆိုတဲ့အမျိုးဒေသကပုဂ္ဂိုလ်ဖြစ်တယ်သူ့ထက်ကြီးတဲ့ဘယင်6ပါးကိုသူအနိုင်ယူပြီးမှတရုတ်တိုင်းနိုင်ငံတစ်ခုလုံးကိုတရုတ်ပြည်ဆိုပြီးမှရေးတဲ့စာကောဘာသာစကားကောတစ်ခုတည်းပြန်စုစည်းတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပြီးလို့ရှိရင်သူ့ရဲ့လှုပ်ဆောင်ချက်ကဘာလဲဆိုတော့အခုထိကဘာမှာအောဖွယ်ခုနှစ်ပါးထဲမှာပါတယ် The Great Wall เนาะကျွန်တော်တို့အားလုံးတော်တော်များများရင်းနှီးပါတယ် The Great Wall ဒီတတိုင်းကြီးကိုစောက်ခဲ့တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဘယ်လိုစောက်တယ်လဲလူဘယ်နှယောက်သုံးတယ်လဲအချိန်ဘယ်လောက်ကြာတယ်လဲဘာဖြစ်လို့အဲ့လောက်အကြီးစောက်နိုင်တာလဲအခုထိပညာရှင်တွေကအဖြေရှာရခက်နေတော့မှဖြစ်တယ်တကူတကယ်ကြီးမားခဲ့တဲ့လူဖြစ်တယ်သူ့အသက်တာမှာသူအလိုချင်ဆုံးအရာတစ်ခုပဲရှိရယ်အဲ့ဒါကမသေးစေးဖြစ်တယ်သူမသေးချင်ဘူးအဲ့ဒါကြောင့်သူ့တိုင်းပြည်မှာဆေးပညာရှင်တွေအကုန်လုံးခေါ်ပြီးမှမသေးတဲ့ဆေးဖော်ပေးဆိုပြီးမှခိုင်းတဲ့အခါမှာသူ့တပည့်တွေကလည်းအမျိုးမျိုးကြံဖန်ပြီးမှဆေးတွေဖော်တယ်ပုံမှန်ဆေးတိုက်တယ်ဒါပေမဲ့ဖြစ်ကျင်တော့သူတောက်အမြဲတမ်းတောက်နေတဲ့ဆေးထဲမှာ mercury လို့ခေါ်တဲ့ပြဓာအများကြီးပါတဲ့အခါမှာသူအစိတ်သိမ့်ပြီးမှခရီးသွားတဲ့နေရာမှာသူတည်သွားတာဖြစ်တယ်မတည်ခြင်းတဲ့လူကစောစောတည်တယ်ပြီးလို့ရှိရင်သူတည်တဲ့တည်င်းကိုတိုင်းနိုင်ငံကိုချက်ချင်းမပြောရဲဘူးဘာဖြစ်လို့လဲတော်လန်ကြမှာဆိုလို့အဲ့ဒါကြောင့်သူ့တပည့်တွေကသူ့အလောင်းကလည်းပုတ်ပွားနေပြီသူခရီးသွားရင်းနဲ့တည်သွားတာဖြစ်တဲ့အတွက်ကြောင့်သူ့နန်းတော်ကိုပြန်တည်တဲ့အခါမှာအနန္ကလည်းဖုံးလို့မရတဲ့အတွက်ကြောင့်ဒီငါးစည်းထဲကနေငါးတွေဝယ်ပြီးမှငါးအသေးကောင်တွေနဲ့အတူတူတည်လာတယ်လူတွေကနန်လိုက်တာအောင်နန်မှာပေါ့ဒီမှာငါးတည်တာအဲ့ကြားထဲမှာသူ့အလောင်းကိုပြန်တည်ရတာပြီးတာနဲ့သူ့တိုင်းပြည်ကနောက်တစ်ခါပြန်ပြီးမှပျက်စီးသွားတာဖြစ်တယ်making ရှင်ဘရင်ဖြစ်ဖို့ကြိုးစားတယ်သူ့ရဲ့အသက်အရွယ်အပိုင်းခြားတစ်ခုမှာရှင်ဘရင်ဖြစ်လာတယ်ပြီးလို့ရှိရင်သူဘာမှမဟုတ်တော့ဘူးဒါပေမဲ့ဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ယေရှုကအာလဖာအစကတည်းကရှင်ဘရင်ဖြစ်တယ်အာမင်ရှင်ဘရင်အဖြစ်မွေးဖွားလာတယ်ပြီးလို့ရှိရင်ရှင်ဘရင်အဖြစ်သူဆက်ပြီးတော့ဆိုးဆန်မှာဖြစ်တယ်ဟာလေလုယာမသေးစေးပေါ်ကြမလို့ဘူးသူဘယ်တော့မှမသေးတဲ့ဘုရားဖြစ်တယ်ခန္ဓာကိုယ်သေတော်လဲရှင်ပြန်ထားမြောက်ပြီးမှထာဝရကာလတိုင်အောင်အုပ်စိုးမဲ့ရှင်ဘုရင်ဖြစ်တယ်အဲ့ဒါကြောင့်သူက born king ရှင်ဘုရင်ဖြစ်ဖို့ကြိုးစားရတဲ့ပုံကိုယ်ထဲမှာမပါဘူးရှင်ဘုရင်ဖြစ်တယ်နောက်လူတယောက်အကြောင်းကျွန်တော်ထပ်ပြောခြင်းတယ် Emperor Hirohito တမိုင်းဝါသနာပါတဲ့လူတွေကကြားဖို့လိမ့်မယ်ဂျပန် Emperor ဖြစ်တယ်တကယ်လဲဘုံတကူကြီးမာတော့သူဖြစ်တယ်1926ကနေမွေးပြီးမှ1989မှာသူတည်သွားတာဖြစ်တယ်ပြီးလို့ရှိရင်သူ့ရဲ့အကြောင်းကိုဘာဖြစ်လို့ပြောတယ်လဲဆိုတော့သူတို့ရဲ့ဂျပန်တွေရဲ့အယူဆအရရှင်တိုဘယင်ရှင်တိုဘာသာကနေရှင်ဘယင်ဒီရှင်ဘယင်ကနေဖျားကနေဆင်းသက်လာတဲ့ဖျားဖြစ်တယ်လို့သူတို့ခံယူတာအဲ့ဒါကြောင့်ရှင်ဘယင်တက်မဟုတ်ဘဲနဲ့သူဒီဖျားဖြစ်တယ်အဲ့ဒါကြောင့်သူ့ကိုကူးကွယ်ရတယ်ဒါပေမဲ့ဒ
ဒုတိယကမ္ဘာစစ်1945-46မှာသူဂျပန်ကစစ်ရှုံးသွားတယ်နော်ဟီရိုရှီမာနဲ့အနုမြုပ်ဘုံကျဲလိုက်တဲ့အခါကျစစ်ရှုံးသွားတော့ဖယားကစစ်ရှုံးတယ်ဆိုတော့ဖယားအဖမ်းခံတယ်ပြီးလို့ရှိရင်နောက်ဆုံးသူ့ကိုဘာလုပ်ခိုင်းလဲဆိုတော့ဂျပန်လူထုရှိမှသူ့ကိုဝန်ခံချက်တစ်ခုလုပ်ခိုင်းတယ်ငါသည်ဖယားမဟုတ်ပါဆိုပြီးတော့သူဝန်ခံတယ်သူလည်း make king ပဲဘယင်ဖြစ်အောင်ကြိုးစားပြီးမှရှင်ဘယင်ဖြစ်ဖို့လုပ်ပေးရတဲ့လူပဲဒါပေမဲ့သူ့အဆုံးသတ်ကပါလဲဖယားမဟုတ်တဲ့ကြောင့်လူသိရှင်ကြားသူဝန်ခံရတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ကိုးကွယ်တဲ့ယေရှုကရှင်ဘုရင်လည်းဖြစ်တယ်လို့ဘုရားလည်းဖြစ်တယ်ဟာလေလုယာနောက်ဆုံးသောအချိန်မှာနှုတ်ခမ်းရှိသမျှက Jesus is Lord Jesus is King ကျွန်တော်တို့ဝန်ခံရမှာဖြစ်တယ်ဒူးရှိသမျှသူရှိမှဒူးထောက်ရမှာဖြစ်တယ်ကိုးကွယ်ခြင်းကိုခံထိုက်တော်ဘုရားဖြစ်တယ်အဲ့ဒါကြောင့်ဒီကျမ်းစာကကျွန်တော်ငယ်ငယ်ကတည်းကကြားပြီးသားအကြောင်းအရာဖြစ်လို့ကိုအတွက်အထူးဆန်းမဖြစ်တာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ယေရှုဆိုတာမွေးလာတယ်သူတပြည့်ပြည့်ကြီးလာပြီးမှစကားနားထောင်လို့ရှိရင်သူဘယင်ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုတာမဟုတ်ဘူးလက်သမားဆရာရဲ့အိမ်ကနေမွေးပြီးမှမွေးကြတဲ့ကဘာပြောလဲရှင်ဘယင်မွေးဖွားလာပြီရှင်ဘယင်မွေးဖွားလာပြီလို့ကျင့်ရချင်းခံရတဲ့ယေရှုဖြစ်တယ်နောက်ခုနပြောတဲ့ Herod မိသားစုမျိုးရိုးစင်ဆက်အကြောင်းအနည်းငယ်ထပ်ပြီးတော့ပြောချင်တာဖြစ်တယ် next slide ကိုသွားပေးပါဆိုတော့ Herod ဆိုတာကကျွန်တော်အားလုံးဆရာကြီးတွေကလည်းပြောပြီးသားဖြစ်တယ် Herod လို့ပြောတဲ့အခါမှာကျွန်တော်နာမည်လို့မှတ်ထားမိလို့ရှိရင်သူ့အကြောင်းအရာကအမြဲတမ်းပေါ်တယ်အဲ့ဒါကယာထူးနာမည်ဖြစ်တယ်လူနာမည်မဟုတ်ဘူးဒါပေမဲ့ဒီအမျိုးတွေကပဲမျိုးရိုးစင်ဆက်လက်ကမ်းလာတဲ့အရာဖြစ်တယ်သူတို့ရဲ့ဇလန်းကိုအနည်းငယ်ပြန်လိုက်မယ်ဆိုလို့ရှိရင်ဒီ Herodian dynasty ဆိုတာကသူတို့ရဲ့မိုးရင်းကဘယ်ကနေလာတယ်လဲဘယ်သူသိလဲအဲဒုံအမျိုးဖြစ်တယ်အဲဒုံအမျိုးဆိုတာရဲ့အစကဘယ်သူလဲအေသောဖြစ်တယ်အကိုကြီးအရာကိုပဲရင်းနဲ့ရောင်းခဲ့တဲ့ပုဂ္ဂိုလ်အဲ့ဒါကြောင့်အေသောရဲ့ညီကဘယ်သူလဲယာကုပ်ကနေဣသရေလဖြစ်လာတယ်မျိုးနွယ်စု12စုဖြစ်လာတယ်အဲ့ထဲမှာမှယူဒအမျိုးနွယ်ကနေယေရှုဆင်းသက်လာတာဖြစ်တယ်တနည်းပြောမယ်ဆိုလို့ရှိရင်ယေရှုသည်ဂျာကော့ရဲ့အမျိုးနွယ်ပြီးလို့ရှိရင်ဟေရော့ကအေသောရဲ့အမျိုးနွယ်ဖြစ်တယ်အဲ့ဒါကြောင့်သူဒီတားဦးအရာကိုမရရအောင်တစ်ချိန်လုံးပြန်လူကျင်နေတာဖြစ်တယ်ဆိုတော့ Antipater လို့ခေါ်တဲ့ပုဂ္ဂိုလ်ကြီးတစ်ပါးရှိရဲ့သူက Herod the Great ရဲ့အဖေဖြစ်တယ်ဖခင်ဖြစ်တယ်သူကအဲဒုံအမျိုးဖြစ်တယ်အေသောရဲ့အမျိုးရိုးစင်ဆက်ဖြစ်တယ်ပြီးလို့ရှိရင်ပထမဆုံးရှင်ဘုရင်အဖြစ်နန်းတက်တာကဒီ Herod the Great ဖြစ်တယ်သူတို့တော်တော်များများယဉ်နေတဲ့ Herod ဖြစ်တယ်ဒီ Herod ကဘာလုပ်ခဲ့တဲ့ Herod လဲဆိုတော့အခုနကျွန်တော်ကျမ်းစာဖတ်တဲ့အခါမှာယေရှုကိုမကူးကွယ်ခြင်းတဲ့ Herod ဖြစ်တယ်6မိုင်ပဲဝေးတဲ့ခရီးကိုမသွားဘဲနဲ့သူများကိုတစ်ချိန်လုံးခိုင်းနေတဲ့ရှင်ဘုရင်ဖြစ်တယ်ပြီးလို့ရှိရင်ဘက်လင်မြို့ပတ်လည်မှာရှိရဲ့အသက်2နှစ်အောက်ကလေးတွေယောက်ျားလေးတွေအကုန်လုံးကိုတတ်ခဲ့တဲ့ Herod ဖြစ်တယ်ပြီးလို့ရှိရင်သူ့နောက်မှာဆက်ခံလာတာက Herod Antipas ဖြစ်တယ် Herod Antipas ကကြတော့ယေရှုဖယားရဲ့အမှုတော်ကိုဆောင်တဲ့အခါမှာယေရှုကိုကားစင်တင်မှုဖမ်းတဲ့အခါမှာ Herod မင်းကြီးစီပို့လိုက်တယ်လို့ပြောတဲ့လူကဒီ Herod Antipas ဖြစ်တယ်သူကဘယ်လောက်တောင်မှလဲဆိုယေရှုရောက်လာတဲ့အခါမှာသူဝမ်းသာတယ်တဲ့ကျမ်းစာကဘာဖြစ်လို့လဲသူယေရှုကိုတွေးချင်နေတာကြာပြီဘာဖြစ်လို့လဲနမိတ်လက္ခဏာတခုခုလှုပ်ဖို့သူကြည်ချင်တယ်
မျက်လက်ကြည့်တယ်လို့မျိုးသူ entertain လုပ်ချင်တယ်ယေရှုနဲ့ဆုံခဲ့လားဆိုအမြဲတမ်းဆုံတဲ့ဒီမျိုးရိုးကဒါပေမဲ့ကိုးကွယ်သလားဆိုဘယ်တော့မှမကိုးကွယ်ဘူးပြီးလို့ရှိရင်ဒီ Herod Antipas ကဗတ္တိဇံဆရာယောဟန်ကိုတတ်ခဲ့တဲ့လူလည်းဖြစ်တယ်ပြီးသူမျိုးရိုးစင်ဆက်လာပြီးမှ Herod Agrippa 1သူကတော့ရှေးဦးယုံကြည်သူတွေကနဦးအသင်းတော်ကိုနှိပ်စက်ခဲ့တဲ့လူဖြစ်တယ်ယာကုပ်ကိုတတ်ခဲ့တဲ့လူဖြစ်တယ်ပြီးလို့ရှိရင်ယာကုပ်ကိုတတ်လိုက်ခြင်းအားဖြင့်ပရိသတ်တွေကအယံထောက်ခံတယ်ဆိုတော့သူသိတဲ့အတွက်ကြောင့်လူတို့ကြိုက်အောင်သူကနောက်ထပ်ပီတာကိုလည်းလိုက်ဖမ်းပြီးမှတတ်ဖို့လုပ်တယ်ဒါပေမဲ့ပီတာထောင်ထဲရောက်နေတဲ့အချိန်မှာအသင်းတော်ကသူတို့အတွက်ဆုတောင်းပေးတဲ့အခါမှာကောင်းကင်တမန်ကပီတာကိုကယ်ထုတ်သွားတယ်ဆိုတော့ကျွန်တော်တို့တွေ့ရတယ်ပြီးလို့ရှိရင်ဒီအကြောင်းအရာနည်းနည်းစိတ်ဝင်စားဖို့ကောင်းတယ်ဒီယာကုပ်ကိုတတ်ပြီးမှပီတာကိုလည်းဖမ်းတဲ့အချိန်မှာလူထုကသူ့အရန်ထောက်ခံတဲ့အချိန်မှာသူကပရိသတ်လူထုကိုစုဝေးစီပြီးမှဟေရမန်ကလည်းဒီကျမ်းစကားရဆိုလို့ရှိရင်မင်းမြောက်တစားကိုဝတ်ဆင်ဘရင်ဝတ်လုံကိုဝတ်ပြီးမှပလင်ပေါ်မှာထိုင်တယ်တဲ့ပြီးလို့ရှိရင်လူထုကလည်းအော်ပြီးမှသူ့ကိုချီးမွမ်းပြီးမှဒီစကားပြောတဲ့ကလူရဲ့အတန်မဟုတ်ဘူးဘုရားသခင်ရဲ့အတန်ပြောချင်တာကဟေရောကလူတာမန်လူတတ်မဟုတ်ဘုရားပါလို့ပြောတဲ့အခါမှာသူအယံဝမ်းသာကြည်နပ်ပြီးမှမငြင်းဘူးအဲ့စကားကိုမဟုတ်ဘူးကျွန်တော်ဘုရားမဟုတ်ဘူးသူမငြင်းဘူးဘုရားပါလို့អော်တဲ့အခါမှာသူလည်းမငြင်းဘဲနဲ့ပြီးလို့ရှိရင်ဘုရားကိုမချီးမွမ်းတဲ့အတွက်ကြောင့်ဒီကျမ်းစာကျွန်တော်ဖတ်မယ်ဆိုလို့ရှိရင်ထိုမင်းကြီးဒီဘုရားသခင်၏ဂုဏ်အသီတော်ကိုမထောက်ထားသောကြောင့်ထိုခဏချင်းတွင်ထာဝရဘုရား၏ကောင်းကင်တမန်သည်တန်ခတ်၍ကိုတွင်၌ပိုးများကြိုက်သဖြင့်အနေစာရောက်လေတဲ့ဖယားကိုမကူးကွယ်လို့ကောင်းကင်တမန်ကသူ့ကိုချက်ချင်းတတ်လိုက်ပြီးမှဒီအထဲမှာရှိရဲ့လောက်ကောင်တွေကသူ့ကိုပြန်ကြိုက်စားတယ်ပြီးလို့ရှိရင်ပြီးခဲ့တဲ့တစ်ခေါက်ဆာမွန်ကပ်ဟောတဲ့အထဲမှာပါတယ် Herod Agrippa number 2သူကကြတော့ပေါင်းတန်းဆက်ဆံရေးကောင်းတယ်ရှင်ပေါလုနဲ့တွေ့ခဲ့တဲ့အချိန်မှာရှင်ပေါလုကသူ့ဘာပြောလဲဆိုတော့ကိုရော်ဒီအနာဂတိကျမ်းစာကိုယုံတော်မူသလားယုံတော်မူဒီကိုကျွန်တော်သိပါကြီးလို့ပြောတဲ့အခါမှာအဂရိပမင်းကလည်းသင်ဒီဖျားယောင်းသွေးဆောင်သောအပြင်ငါဒီခရိယန်ဖြစ်လူပြီဟုပေါလုကပြောဆိုလင်းငါယုံတော့မလို့မရဘူးလေငါမယုံဘူးတောက်လျှောက်အစင်ဆက်ငင်းဆိုခဲ့တဲ့ဟေရောအမျိုးနွယ်တွေဖြစ်တယ်သူတို့အဖိုးခက်ကလေးကယေရှုကိုမကူးကွယ်ခြင်းဘူးသူ့သားခက်မှာယေရှုအတွက်တတ်သိခံတဲ့လူတွေကိုလိုက်တတ်တယ်ပြီးလို့ချင်းတတိယမျိုးဆက်မှာကနဦးအသင်းတော်ကိုနှိပ်စက်ခဲ့တယ်ပြီးလို့ချင်းစထုထ fourth generation မှာသူတို့ဘာလုပ်လဲယုံမိတော့မလို့ဒါပေမဲ့မယုံဘူးယေရှုကိုဘယ်တော့မှမကူးကွယ်တဲ့မျိုးရိုးဖြစ်တယ်နောက် slide ပါပေးပါဒါပေမဲ့ဒီနေ့မှာကျွန်တော်အဓိကပြောချင်တာကအရှိဘက်ကပညာရှိမာကုပညာရှိတွေကဘာလုပ်လဲခရီးဝေးကနေလာပြီးမှသူတို့ဘာလုပ်လဲဘုရင်နန်းတော်ထဲသွားမေးလိုက်တယ်ပြီးလို့ရှိရင်သူတို့ယေရှုကိုကိုးကွယ်ဖို့လုပ်တဲ့အခါမှာကျယ်ကလည်းသူတို့လမ်းပြတယ်ပြီးလို့ရှိရင်အဲ့နေရာရောက်တဲ့အခါမှာပြက်ဝတ်ကိုးကွယ်တယ်ပြီးလို့ရှိရင်သူတို့လက်ဆောင်ဘန္နာအသီးသီးကိုဖွင့်ပြီးမှလက်ဆောင်ဒီဆက်သားတယ်ပြီးလို့ရှိရင်ဒီနေ့အဓိကပြောချင်တာကဘာလဲကောင်းကင်တမန်ကအိမ်မက်ယူပါယုံအားဖြင့်ဗျာဒိတ်ပေးပြီးမှအခြားလမ်းကနေအိမ်ပြန်ပါလို့ပြောတယ်ဒီနေ့တစ်ခုလေးပဲပြောချင်တယ်ကျွန်တော်တို့ခရစ်စမတ်အချိန်ပေါင်းမြောက်များစွာကြုံခဲ့ဘူးကောင်းကြုံဘူးကြလိမ့်မယ်ကျွန်တော်အသက်တာပြောင်းလဲသွားသလားတခြားလမ်းကြောင်းကနေကျွန်တော်အိမ်ပြန်သွားသလားဒါမှမဟုတ်အရင်ကထက်ပိုပြီးတော့ဒေါသကြီးသလားအရင်ကတည်းစိုးရိမ်စိတ်တွေကြီးနေတော့မဲလားဆိုလို့ရှိရင်ဒီကိုးကွယ်ခြင်းကပဲဒီအဖွဲနှစ်ဖွဲကိုကွဲပြားစေတာဖြစ်တယ်အာမင်
ပညာရှိတွေကယေရှုကိုကိုးကွယ်တဲ့အခါမှာဖခင်ကဗျာဒိတ်ပေးပြီးမှအခြားသောလမ်းကနေအိမ်ပြန်ပါသူတို့အသက်တာအတစ်ဖြစ်သွားတယ်အရင်လိုမဟုတ်တော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့မကြခင်ခရစ်စမတ်ရောက်တော့မယ်အခုလည်းစပြီးတော့ရောက်နေပြီကိုယ့်အသက်တာကတစ်ချိန်လုံးပဲဒီအတိုင်းပဲဆက်ရှိနေတော့မဲလားဆိုလို့ရှိရင်ကိုစမ်းစစ်ဖို့ကတခုပဲငါယေရှုကိုတကယ်ကိုးကွယ်သလားကိုးကွယ်လို့ရှိရင်တော့တေချာတယ်အိမ်ပြန်လန်းကတခြားလန်းကနေပြန်ရမှာဖြစ်တယ် we will not be the same အရင်အသက်တာဟောင်းအရင်လမ်းကြောင်းအတိုင်းမပြန်ရဘူးဒီတစ်ချက်လေးပဲဟေရောနဲ့သူရဲ့မျိုးရိုးစင်ဆက်ကိုဖခင်ကတီးသန့်ကျင်းချင်းခံဖို့ဖယ်ထားတာမဟုတ်ဘူးကိုးကွယ်ခဲလို့ရှိရင်သူတို့လည်းတခြားသောလမ်းဖြင့်အိမ်ပြန်ခွင့်ရှိတယ်တခြားသောအသက်တာဖြစ်ပြောင်းလဲခွင့်ရှိတယ်ဒါပေမဲ့အယံနီနီကကရှိနေပေမဲ့ဘယ်တော့မှမကိုးကွယ်ခဲ့ဘူးအဲ့ဒါကြောင့်သူတို့ဇက်လန်ကကျွန်တော်ဖတ်သွားတဲ့အတိုင်းပဲဖြစ်တယ်ဒါပေမဲ့မာဂုပညာရှင်တွေကခရီးဝေးကနေလာတယ်ရှာကြတယ်တွေ့တဲ့အခါမှာမှန်တယ်နော်ပြောထားတဲ့အတိုင်းပဲနော်အိမ်ပြန်သွားတာမဟုတ်ဘူးဘာလို့လဲကိုးကွယ်တယ် worship ဘာဖြစ်လို့လဲရှင်ဘုရင်ကိုကိုးကွယ်ရတာဖြစ်တယ်ဒီကိုးကွယ်ခြင်းကသူတို့ရဲ့အသက်တာကိုအသစ်ဖြစ်စေတာဖြစ်တယ်တခြားသောလမ်းကြောင်းကနေသူတို့ကိုအိမ်ပြန်ခွင့်ပေးတာဖြစ်တယ်သူတို့ပူဇော်ဆက်တာတဲ့လက်ဆောင်တွေအကြောင်းကျွန်တော်အားလုံးသိပြီးသားပါရွှေရှင်ဘုရင်ဖြစ်တဲ့အကြောင်းဝန်ခံတာပါကိုရော်ဒီအကျွန်ုပ်ရဲ့ရှင်ဘုရင်ဖြစ်တယ်ခါလေးကျရင်နှုတ်ကနေဝန်ခံပေမဲ့ကျွန်တော်တို့ရဲ့ဘုရင်ကကျွန်တော်တို့ကိုယ်တိုင်ပဲအမြဲတမ်းဖြစ်နေတတ်တယ်ဟေရောမင်းကြီးလိုပဲပလင်ကနေမစင်းချင်ဘူးကိုယ်တဘောအတိုင်းပဲနှုတ်ကတော့ပြောတယ်ကိုရောအလိုတိုင်းပေါ့ကိုရောအလိုတိုင်းပေါ့ဒါပေမဲ့ကိုဖြစ်ချင်တယ်လို့ပဲကိုစူးစမ်းနေတယ်ဆိုလို့ရှိရင်ကျွန်တော်ဝေးကွာနေတော့မှဖြစ်မယ်ပြီးလို့ရှိရင်မူရန်ဖယားဖြစ်ခြင်းကိုဝန်ခံခြင်းဖြစ်တယ်ကိုရောကတကယ်ပဲရှင်ဘုရင်ဖြစ်တယ်လို့ဖယားလည်းဖြစ်တယ်ပြီးလို့ရှိရင်အသေးခံမဲ့သိုးတငယ်လည်းဖြစ်တယ်ဒီအသေးခံခြင်းအပြင်ငါလွတ်မြောက်ရတော့ခွင့်ကိုရတာဖြစ်တယ်ဒီ၃ချက်ကိုဝန်ခံခြင်းအပြင်ဒီ၃ခုကိုဒီလက်ဆောင်၃ခုကိုဆက်တာခြင်းအပြင်သူတို့ရဲ့အတ္တတာဒီတခြားသောလမ်းဖြင့်အိမ်ပြန်ခွင့်ရတာဖြစ်နောက်ဆုံးကျမ်းပတ်အတူတကွပြန်ဖတ်ရအောင်နော်โอเคဒီကျမ်းစာကိုအားလုံးအတူတကွပြန်ဖတ်ရအောင်နော်အိမ်သောဝင်လေသောမေတော်မာရီနှင့်တကွသူငယ်တော်ကိုတွေ့မြင်လေပြတ်ဝတ်ကိုးကွယ်၍မိမိတို့ဗန္တာဥစ္စာတို့ကိုဖွင့်ပြီးမှလောဘနှင့်မုရန်တီးကိုသောနှံ့သာမျိုးကို၎င်းရွှေကို၎င်းစက္ကပူဇော်ကြ၏နောက်မှဟေရုမင်းကြီးထံသို့မပြန်ရမည်အကြောင်းကိုအိမ်မက်တွေဗျာဒိတ်တော်ကိုရ၍မိမိတို့ပြည်တို့အခြားသောလမ်းဖြင့်ပြန်သွားကြ၏ခါလေးကျန်ကျွန်တော်တို့ဗျာဒိတ်ရပြီးမှပဲကိုးကွယ်ခြင်းတယ်ဒီကျမ်းစာကကိုးကွယ်ပြီးမှဗျာဒိတ်ရတာနော်အတ္တပြောင်းလဲမှပဲကိုးကွယ်မယ်လို့ကျွန်တော်တို့ဆုံးဖြတ်တတ်ကြတယ်မဟုတ်ဘူးကိုးကွယ်ပြီးမှပဲအခြားသောလမ်းကနေအိမ်ပြန်ခွင့်ရှိရဖြစ်တယ်အဲ့ဒါကြောင့်ဒီ2025ခရစ်စမတ်ကိုကျွန်တော်တို့အခြားသောလမ်းဖြင့်အိမ်ပြန်ရတဲ့ခရစ်စမတ်ဖြစ်ဖို့စိတ်နှလုံးအကျွင်းမဲ့နဲ့ကျွန်တော်တို့ယေရှုကိုကိုးကွယ်ဖို့ဖြစ်တယ်ကိုးကွယ်ဖို့ထိုက်တန်တဲ့ born king ဖြစ်တယ်သူကအစကနေအဆုံးထိရှင်ဘုရင်ဖြစ်တယ်လောကမှာရှိတဲ့ရှင်ဘုရင်တွေကမသေးစေးဖော်ပြီးမှတည်သွားကြတယ်ဒါပေမဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ရှင်ဘုရင်ယေရှုကဘယ်တော့မှမတည်တဲ့ထာဝရအသက်ရှင်တော်ဘုရားဖြစ်တယ်ဘုရားဖြစ်ခြင်းကိုသူကိုယ်တိုင်နှုတ်ကနေပြောတာအပြင်လူတိုင်းကနှုတ်ကနေဝန်ခံမဆိုရမယ်ရှင်ဘုရင်နဲ့ဘုရားဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ခရစ်စမတ်အတွက်ကျွန်တော်လှုပ်ဆောင်စရာရှိတာဒီယေရှုကိုကိုးကွယ်ဖို့ဖြစ်တယ်ခရီးအကွာဝေးကကိုယ်နှလုံးသားထဲမှာပဲမူတည်နေတာဖြစ်တယ်တကယ်ကိုးကွယ်ခြင်းနဲ့ဆိုလို့ရှိရင်မိုင်900လဲသွားနိုင်တယ်မကိုးကွယ်ခြင်းဘူးဆိုလို့ရှိရင်
ကိုဘေးနားမှာ6မိုင်လောက်ပဲဝင်းနေပြီမဲ့ကိုနဲ့ဝင်းနေတော့မှဖြစ်မယ်အဲ့ဒါကြောင့်အခြားသောလမ်းဖြင့်အိမ်ပြန်ရတဲ့ခရစ်စမတ်ဖြစ်ဖို့အရောက်တိုင်းဖျားရှင်ကောင်းချီးပေးပါစေ